အခုပြောပြမယ့်အကြောင်းကကျမ10ရက်နှစ်တုန်းကရွာတရွာရဲ့အထက်တန်းကျောင်းတစ်ခုကဘော်ရာဆောင်ရဲ့ Rapida နဲ့တိုက်ကြီးကဘော်ရာဆောင်ရဲ့မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေပါကျမ9ရက်နှစ်တုန်းကဘော်ရာဆောင်တစ်ခုမှာတငယ်ချင်းတွေနဲ့အတူတူတက်ခဲ့ပါတယ်အဲဒီတော့တရေ6တယ်ဆိုပြီးတော့တယောက်ကတော့ပြောပေမဲ့ကျမကတော့6မခံခဲ့ရဘူး10ရက်နှစ်ကျတော့အဲ့တရေ6ပါတယ်ဆိုပြီးတော့ပြောတန်ကြားရတဲ့အပေါ်ထက်ကအခန်းတစ်ခန်းမှာတငယ်ချင်းတွေစုနေဖြစ်တယ်အစပိုင်းကတော့ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပါဘူးနောက်12လပိုင်းညတညမှာကျမစာကြည့်နေတဲ့အချိန်ဘိုက်တွေအရန်အောက်လာလို့အဆောင်တယောက်တည်းပြန်ပြီးတော့နားနေလိုက်တဲ့အချိန်မှာဇလန်းကစတာပါခဏလေးအိပ်ပျော်သွားတဲ့အချိန်မှာကျမလန်နိုးလာခဲ့တယ်ဒါပေမဲ့တကူလုံးကလှုပ်လို့မရပါဘူးအဲ့အချိန်မှာ6ရောက်နားကိုကြည့်လိုက်တော့အရိပ်မဲမဲကြီးက6ရောက်ကြားထဲမှာလာပြီးတော့ရက်နေတာကိုတွေ့ရပါတယ်အဲ့ချိန်ကျမကတော့မျက်လုံးကိုမနှဲပြတ်မိတ်ပြီးတော့နေရင်းနဲ့တငယ်ချင်းတွေလှုပ်နိုးတော့မှပြန်နိုးလာခဲ့ပါတယ်အဲ့နောက်ပိုင်းနေတိုင်းဘလူးစီးတာတွေစပြီးတော့ဖြစ်ပါတယ်လူတယောက်ကိုလက်ကင်ပြီးတော့အိတ်နေရင်အောင်မှဘလူးစီးနေတဲ့ပုံစံမျိုးဖြစ်နေရပါနေတိုင်းဘလူးစီးလို့ကျမတငယ်ချင်းတွေချင်းအောင်နဲ့ဝင်ပြီးတော့အိတ်ခဲ့ရပါတယ်ထူးခြားတာကကျမတယောက်တည်းအိတ်တဲ့အချိန်ဆိုဖြစ်ပြီးတော့သူတို့နေရာမှာသွားအိတ်တဲ့အချိန်ဆိုရင်တော့မဖြစ်ခဲ့ပါဘူးအဲ့10ရက်နှစ်ပြီးလို့နောက် Rapida နှစ်ကြတော့ကျမတိုက်ကြီးဘက်ကိုပြောင်းခဲ့ရပါတယ်ဘော်ရာဆောင်ရဲ့နာမည်ကိုတော့မပြောတော့ဘူးကျမကမီးလင်းရောင်နည်းနည်းလေးမရှိလို့ရှိရင်မအိတ်တတ်တဲ့သူမို့လို့ဘရင်းမောင်နာကတောင်စွန်းနေရာလေးကိုယူခဲ့ပါတယ်သူများတွေကတော့အဲ့နေရာမှာအိတ်တဲ့သူတိုင်းဘလူးစီးခံရတယ်ဆိုပြီးတော့ကျမကိုတတိပေးကြပြီမဲ့ကျမကတော့မီးမောင်နေလို့ရှိရင်လုံးဝအိတ်လို့မရမှာနဲ့အတူတူငါကဘလူးမြဲစီးနေကြဆိုတော့ရန်ကြီးတော့မထူးဆန်းနေတော့ပါဘူးဆိုပြီးတော့နေလာရင်းနဲ့10လပိုင်းလောက်ကြာတော့ဘလူးစီးရတယ်မဟုတ်ပဲနဲ့အကောင်လိုက်ကိုပါမြင်လာရပါတယ်ချင်းရင်မှာမိသားစု3ယောက်ကျမရဲ့ luggage အိတ်ပေါ်မှာအဖေနဲ့အမေကဆက်လက်ထွာပြီးတော့ထိုင်နေပါတယ်တနစ်ခွဲ2နှစ်လောက်အရွယ်ကလေးလေးကကျမ6ယောက်ကိုမြှောက်ပြီးတော့စော့နေရပါသူမြောက်လိုက်တဲ့အချိန်ဆိုလို့ရှိရင်ကျမ6ယောက်2ချောင်းလုံးကလုံးဝအပေါ်ကိုမြောက်တက်သွားပါတယ်အဲ့မှာထိုင်နေတဲ့သူ့အမေကတားလေးမမအိတ်နေတာမလုပ်ရဘူးတဲ့အဲ့ဖြစ်ပြနေတဲ့အရာတွေအားလုံးကအိမ်မဟုတ်ဘူးဆိုတာကျမသိတော့တော်တော်လေးကိုလန့်သွားခဲ့ပါတယ်နောက်ရက်ကျတော့ကျမချင်းတောင်ရဲ့အပြင်ဘက်ကနေပြီးတော့ကျမချင်းတောင်လေးကိုဝင်ချင်းလို့ဖွင့်ပေးပါဆိုပြီးတော့လာပြောတယ်နောက်တစ်ခါကျတော့ကျမအိတ်နေတဲ့အချိန်မှာကျမတို့ရဲ့ကြောင်းအုပ်ကနေငါနဲ့လိုက်ခဲ့10ရန်အောင်လုပ်ပေးမယ်ဆိုပြီးတော့ပြောပါတယ်ကျမကလေကိုယ့်ဘက်ကိုအောင်ဖြေနိုင်တယ်မလိုက်ဘူးဆိုပြီးတော့ညင်းနေတဲ့အချိန်လှေကားအောက်ကနေပြီးတော့မလိုက်သွားနဲ့ထမိန်နဲ့တာသူ့ကြောက်တယ်ဆိုပြီးတော့អော်လိုက်တဲ့အတန်ကိုကြားလိုက်တဲ့အချိန်မှာခုနကြောင်းအုပ်ကလည်းမျက်စိရှိရင်ပျောက်သွားပါတယ်ပြောရလို့ရှိရင်ကျမတို့ကြောင်းအုပ်နဲ့တပုံစံနဲ့ဖြစ်တဲ့အသွင်မျိုးနဲ့ကျမကိုလာခေါ်တာပါအဲ့နောက်ပိုင်းဘော်ရာဆောင်ကလူကြီးတွေကိုပြောပြတော့ကျမကဇလန်းထွေပြီးရှောက်ပြောနေတယ်လို့ပဲထင်ခဲ့ကြတယ်အဲ့တော့ကျမအတွက်ကလုံးဝငရဲတစ်ခုလိုပါပဲငယ်ငယ်လေးကလေးကတရေအရန်ကြောက်တတ်တဲ့သူဆိုတော့အဲ့လိုတွေကြုံတွေ့ရမယ်လို့မတွေးခဲ့ဘူးပါဘူးအဆောင်ကပြန်လာပြီးတည်းကတခါတလေကြလို့ရှိရင်အပြင်မှာမြင်ရတွေ့ရတာတွေလည်းရှိလာပါတယ်ဒီเจ้าအလေးကိုတော့အမိမဖော်လို့သူညီမတယောက်ကနေပြီးတော့ဆက်သွယ်ပေးပို့ထားတာပဲဖြစ်ပါတယ်ဒီเจ้าအလေးကိုခုလိုမျိုးပေးပို့ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခဏလေးဗီဒီယိုเจ้าအများကို bio မှာရှိတဲ့ Telegram link ကနေတဆင့်ဆက်သွယ်ပေးပို့နိုင်ပါတယ်အเจ้าကပေးပို့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ